ရှင်အေးတနာမှုဖြစ်ပါတယ်ဘွေးကဒီနေ့မှဆိုလို့ရှိရင်အခုအပြင်သွားကန်နေလာရောက်ကြောင်းကြားချင်တာတခုရှိလို့ပါအဲ့ဒါဘာလဲဆိုတော့9လပိုင်း30 31နှစ်ရက်တိုင်ဘန်ကောက်မြို့ MPK Shopping Mall မှာမြန်မာကာချာရှိုးရဲ့နိုင်ငံတော်ဒေသရှင်တွေကတီးဆိုဖျော်ပြပါရဲ့နှစ်ရက်တိုင်ဝင်ကြီးအခမဲ့နဲ့ဖျော်ပြတင်ဆက်မှာအားလုံးအသိပေးချင်တာဖြစ်ပါတယ်ရှင်30ရက်နေ့မှာဆိုလို့ရှိရင်တပင်ပညာရှင်တွေနဲ့အတူGreat Food and Entertainment ကစီစဉ်နေမြန်မာအကအဖွဲ့တွေနဲ့အတူပို့ရလဲအဲ့ဒီမှာရှိနေမှာဖြစ်ပါတယ်မြန်မာနှစ်ပါးသောအကတွေပြီးလို့ရှိရင်မြန်မာအကကိုတိုင်းနေတတ်တဲ့သူတွေအတွက်မြန်မာရိုးရာနဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုကဏ္ဍတွေခွဲပြီးတော့ဖျော်ဖြေတင်ဆက်သွားမှာလည်းဖြစ်ပါတယ်ရှင်31ရက်နေ့မှာဆိုလို့ရှိရင်ပြည်သူ့ချင်းအမှုပညာရှင်တွေပါဝင်တဲ့ show ဝဲကိုကြည့်ရှုရမှာဖြစ်ပါတယ်အဲ့ show ဝဲမှာဘယ်လိုပါဝင်မလဲဆိုတော့နိုင်ငံကျော်ပြည်သူ့အချစ်တော်မင်းသမီးတယောက်ဖြစ်တဲ့မာရီဖူးဆောင်ကနေပြီးတော့ပါဝင်မှာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့အားလုံးပဲချစ်ကြတယ်ဘယ်သူဖြစ်မလဲဆိုတော့ကိုစောရှိုင်းထက်ကိုရှိုင်းကနေပြီးတော့လည်းပါဝင်ဖြောပြမှာဖြစ်ပါတယ်ကိုရှိုင်းကတချင်းနေဆိုရုံနဲ့မကဘူးသူ့ရဲ့ခြားတော့ပေါ့နော်အစီအစဉ်လေးတွေကိုလည်းပြည်သက်တွေမမြင်ဘူးတဲ့အစီအစဉ်လေးတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဘွေးနဲ့ကိုရှိုင်းနဲ့ collaborate လုပ်ထားမယ့်အကြောင်းအရာလေးလည်းရှိပါတယ်အဲ့ဒါလေးတွေကိုသိချင်နေကြတဲ့ကိုရှိုင်း fan တွေလည်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီမှာတခါတည်းကြည့်ရှုလာမှာဖြစ်ပါတယ်ကဲပါနောက်ထပ်အဆိုတော်တွေလည်းပါဝင်ပါအောင်မယ်နောက်ထပ်အဆိုတော်တယောက်ကကြတော့ပေါ့နော်မယွန်းပေါ့နော်မယွန်းလည်းပါဝင်ပါမယ်ပြီးလို့ရှိရင်မောင်လေးစီသူမြန်မာစတာစီစဉ်1မှာရှင်ပြိုင်ခဲ့တဲ့ပေါ့နော် first runner အရခဲ့တဲ့မောင်လေးစီသူကနေပြီးတော့ပေါင်းဖြောပြဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့တနန်31ရက်နေ့မှာဆိုလို့ရှိရင်ဘွေးကလည်းထပ်ပြီးတော့ပါဝင်ဖြောပြတင်ဆက်အောင်မှာဖြစ်ပါတယ်31ရက်နေ့မှာတချင်းနေတဲ့သူဈာစီစဉ်လည်းပါဝင်ဖြောပြဦးမှာဖြစ်တဲ့အတွက်ကြောင့်နှစ်ရက်စလုံးကိုဝင်ကြီးအခမဲ့နဲ့လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်နှစ်ရက်စလုံးကိုဝင်ကြီးလုံးဝမပေးရဘဲနဲ့ဝင်ကြီးအခမဲ့နဲ့အတူဘန်ကောက်မြို့ MPK Shopping Mall မှာ9လပိုင်း30 31နှစ်ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်ရှင်30 31နှစ်ရက်စလုံးကိုလာရောက်ကြည့်ရှုခြင်းတဲ့သူတွေအတွက်ကတော့ဝင်ကြီးအခမဲ့ဖြစ်ပြီးတော့ဆိုင်ငန်းတွေဝင်ရောက်ရောင်းချခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဆိုင်ငန်းတွေလည်းစုံစမ်းလို့ရပါတယ်ရှင်ဆိုင်ငန်းတွေစုံစမ်းလို့ရမယ်ဖုန်းနံပါတ်ကိုတော့ဝေးကနေပြီးတော့ပိုစတာမှာဖုန်းနံပါတ်တွေကိုထည့်ရေးပေးထားပါတယ်အဲ့ပိုစတာမှာဖုန်းနံပါတ်တွေကြည့်ရှုပြီးတော့ဖုန်းလေးကိုဟယ်လိုလိုက်တာနဲ့ဆိုင်ငန်းတွေလည်းဈေးရောက်ခြင်းတဲ့သူတွေ promote လုပ်ခြင်းတဲ့ကိုယ့်ရဲ့ brand တွေကို promote လုပ်ခြင်းတဲ့သူတွေကလည်းလာရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်အားလုံးပဲတက်တာပါ live ကြည့်ရှုပေးကြပါအောင်နော်